နွားကွင်းကြားဆွဲရနော်တော့မလုံနဲ့ဆိုရင်နောက်မှာကောင်းတော့တောက်လျှောက်ကြီးတိုင်းတော့ပြစ်ချလိုက်ဆိုရင်နောက်မှာကျွန်တော်တို့နှစ်ကောင်လောက်ထိကတော့ချသွားပြီဆိုရင်နောက်မှာကျွန်တော်တင်းနံပါတ်5က player တယောက်ကကျွန်တော်လီယို2008ကျွန်တော်အိမ်ထဲမှာအမြုံလိုက်ကြီးဝင်လိုက်တင်းနံပါတ်2တယ်ဘယ်လိုရေးရှင်းလဲကျွန်တော်တင်းတန်းနေအနေနဲ့တော့ပြောရင်းနဲ့ပဲကျွန်တော်တင်းနဲ့မနိုင် player တယောက်ကတော့ဆွဲပြီးတော့ knock ထားလိုက်ပြီပြောရင်းနဲ့ပဲနောက်တစ်ယောက်ကထပ်ပြီးတော့ knock ပေးထားရဲဆိုရင်နောက်မှာကျွန်တော်တို့ကောင်းလိုက်တဲ့ angel တွေနဲ့ပဲကျွန်တော်တို့ team နံပါတ်9 player တယောက်ကတော့ကျွန်တော် 2k ထိပါပိုင်ဆိုင်သွားပြီပေါ့နော်လက်ရှိမှာတော့ 3k ကြီးရတာတယ်တွားရှုပ်လို့မရဘူးဒီ player တို့တစ်ဖက်မှာလည်းတင်းစစ်တွေနဲ့ကတော့ပတေလီတော့ဖြစ်နေတာပေါ့နော်တော့တင်းရမှာတွဲတော့ဒီဘက်ကနေပြီး granny တစ်လုံးတော့လှမ်းတော့ကျဲထားရတယ်အဲ့မှမထိမသွားခဲ့ဘူးဒီကောင်ပါလေကိုရီးယားစာကြီးပဲကောင်းလိုက်တဲ့ granny လို့ပြောလို့ရတယ်ကိုဘာဆိုလားပေါ့နော်သွားပြီကဲကျွန်တော်တစ်ဖက်မှာတင်းနေမှာတူးရတော့ကားကြီးနဲ့စီးပြီးတော့ကျွန်တော်တို့ရှောက်လင်မှာပေါ့နော်သူကတော့တင်းတန်းနေရလေ easy ပဲသူကနေသူဒီဘက်ထဲမှာလွတ်လွတ်ကျွတ်အရင်ဆုံးကျွန်တော်ပစ္စည်းလေးလိုက်ဖမ်းနေရစက်ဒီပါဟန်းနေလို့ပြောရင်းနဲ့ပဲကျွန်တော်တင်းနေမှာ73နေရတော့ကျွန်တော်တင်းနေမှာ1လေးတော့ပိုက်လိုက်ပြီတယောက်တည်းကပုံနေတာသူခုနကတည်းကမြင်တော့မြင်တယ်ကျောင်းရဲ့ကိုင်းနဲ့ဝင်လာကျွန်တော်တင်းနဲ့မ2တွေတော့ဝိုင်းဖြဲအနေထားမှာကျွန်တော်တင်းနဲ့မ7ဆရာကြီးကျွန်တော်အပေါ်စီကနေဘယ်လိုမျိုးထပ်ပြီးတော့လုံးမလဲဆိုရင်တော့မှာတော့ကျွန်တော်ဆက်တော့ကြည့်ရမှာပေါ့ကျွန်တော်အိမ်ထဲမှာအမျိုးလိုက်ကြီးဝင်လာတင်းနဲ့မ2တွေဘယ်လိုဖြည့်ရှင်းမလဲပေါ့ကျွန်တော်လုံးဝတော့ဒလက်ဆက်ကြီးတက်လာဆိုရင်တော့မှာတကောင်တော့ပြင်းတော့ထားတယ်ကျွန်တော်ဆရာကြီးသွားတော့ရှုပ်လို့တော့မရဘူးဆိုရင်တော့မှာတော့ကျွန်တော်နှလုံးပြူးနဲ့ကိုအောင်နေလောက်သွားတယ်ကျွန်တော်တင်းနံပါတ်2 player လုံးဝမိုက်ပါတယ်ကျွန်တော်တင်းနံပါတ်1တင်းနံပါတ်1မှာထပ်ပြီးတော့ join တယ်ကားစီးပြီးရဆိုတော့နောက်မှကျွန်တော်ခုံးချအော်ဆရာရဲ့လုံးဝမလွတ်နိုင်တော့ပါဘူးနော်မရဘူးတာရဟိုအမဲလိုက်ဖြတ်နေတာဟိုမရဘူးတော့ရရှုပ်လို့တော့မရဘူးကျွန်တော်တင်းနံပါတ်2လေးတောက်လျှောက်ကြီးကိုလိုက်ပြီးတော့လိုက်ကျိတ်နေရပါတော့တစ်ဖက်ကကားခိုးပြေးဖို့လှုပ်တာဒါပေမဲ့မလွတ်တော့ဘူးကားတော့ယူသွားပါနဲ့ကွာတောင်းမှပါလေကားကြီးနဲ့ပလိန်ထိုးပြီးပလိန်ဝင်လာတော့ဒါပေမဲ့ပလိန်ကျုံးပြတယ်ပြောနေမှာတင်းနေမှာ9 player တယောက်ကတော့ထပ်ပြီးတော့နှော့ထားတယ်ဗျာကျွန်တော်တို့ even နေရာနေတော့သူတို့မထွက်သေးတာကျွန်တော်တင်းနေမှာ8 cap player တယောက်တော့နှော့သွားခဲ့ပြီဒီထဲမှာလည်းဘယ်သူမှမကြံတော့သူတို့ပဲကြံတော့တာကျွန်တော်တင်းနေမှာ9 player 2ယောက်နဲ့တင်းနေမှာ8 cap player တယောက်ပဲရှိပါစေပြောင်းနေဒါကြီးပဲညာတယ်ကဲကျွန်တော်လုံးဝလှပါတယ်ကျွန်တော် limit ကြည့်ပါကျွန်တော်ကြီးများဆုံးကတော့ကျွန်တော်တို့ကြီးများဆုံးကတော့ကျွန်တော်ရန်ဘူကျွန်တော် 5k ထိရတာဗျတော့ရှုပ်လို့တော့မရဘူးဒီ2%1မှာတော့လေ2ယောက်1ယောက်ပြစ်ထားတာသွားရှုပ်လို့မရဘူးရှေ့မှာ
တင်းတူးတွေကတော့ကားကြီးနဲ့အလီလိုက်နေတာပါလို့နော်ရော့ကောနာလာခေါ်မဲ့ပလီယာတွေကိုထပြီးတော့ချောင်းကိုလှုပ်နေပြီကျွန်တော်တစ်ဖက်ကမစ်စိန်းနေအဲ့ကနေထွက်လာမဲ့ကျွန်တော်တို့ပလီယာတွေကလည်းမရှိတော့ဘူးပေါ့နော်မရှိတဲ့လောက်ပဲဒီဘက်မှာတင်းနေမဲ့73မတိမသားလေးတော့သူရောင်ချနဲ့တော့တယောက်တည်းကျွန်တော်ဝင်လာမလားတော့မသိဘူးနော်နွားကွင်းကြားဆွဲတယ်နော်တွားတော့မလုံနဲ့ဆိုရင်နောက်မှာကားပေါ်မှာတောင်းလျှောက်ကြီးတန်းတော့ပြစ်ချရဲဆိုရင်နောက်မှာကျွန်တော်တို့နှစ်ကောင်လောက်ထိကတော့ချသွားပြီဆိုရင်နောက်မှာကျွန်တော်တင်းနံပါတ်5က player တယောက်ကကျွန်တော်လီယို2008ကျွန်တော်တို့ N249 နဲ့လမ်းပြီးဆိုတော့တကောင်တော့ပါသွားခဲ့တယ်နောက်ထပ် player တယောက်ကထပ်ပြီးရအောင်လားဆိုရင်နောက်မှာတစ်ဖက်ကနေပြီးတင်းနံပါတ်73ကျွန်တော်တို့လမ်းတော့ဖင်းတော့နှိုက်သွားခဲ့ပြီပြောရင်းနဲ့ပဲတယောက်ကတော့ပါခေါ်နောက်တစ်ယောက်ကထပ်ပြီးတော့ပါကိုခိုင်းလိုက်မှာနောက်ကနေပြီးတော့ထက်ရောက်လာခဲ့ရပါတော့ကျွန်တော်ဒီမှာတင်းနံပါတ်2တွေကတော့2ယောက်ပဲကျန်တော့တယ်တင်းနံပါတ်73ငါ player တယောက်နဲ့2 vs 1ဆိုတဲ့အနေထားမှာဘယ်လိုတော့လုပ်နေဘက်တောင်မပါချအောင်ကိုမပြန်စင်းလာထင်တယ်ပြောရရင်ပဲတင်းနံပါတ်73နဲ့ player တယောက်ကိုထပ်ပြီးတော့ဝင်လာခဲ့ပြီဆိုရင်နောက်မှာအိမ်မောရှိနေတဲ့ playerတင်းနံပါတ်2ကိုလှမ်းတော့ပြစ်ထားတယ်ဆိုရင်နောက်မှာကျွန်တော်တို့ကလပ်အုပ်ကြီးစီးလာတဲ့ player တွေတော့ပြောရင်ခေါင်းကြီးထွက်မြန်မာလိုထွက်ရင်တော့မြန်မာလိုပြစ်မယ်ဆိုတော့ဒီဘက်က player တွေကလည်းတော့ရှုပ်လို့မရဘူးအဲ့တော့တစ်ဖက်က player ကကျွန်တော်တို့လှမ်းပြီးတော့ကယ်နိုင်အောင်မလားဆိုတာလှမ်းတော့ကြည့်ရမှာပေါ့နော်တယောက်တည်းပဲကျန်တော့တယ်ဒါပေမဲ့လည်းသူနောက်တော့ပြန်ဘက်သွားမယ်နော်record တွေပြန်ခေါ်လို့ရသေးတယ်ဆိုတော့ကျွန်တော်နည်းနည်းလေးတော့ပြန်တော့ဘတ်သွားခဲ့ပြီကျွန်တော်တင်းနံပါတ်2လေးကောင်းဆုံးသူကဲမှာအကုန်လုံးကယ်လို့ရတော့မယ်အနေထားလေးကိုဖြစ်နေခဲ့ပြီဆိုရင်နောက်မှာနောက်ကနေလှမ်းပြီးတော့အိမ်ပြလိုက်တာတော့တင်းနံပါတ်73တော့ရှုပ်လို့မရဘူးကျွန်တော်ကရန်ဘူကကျွန်တော်စစ်ကေးကြီးပါရတာပြောနေပဲကျွန်တော်တင်းနေမှာ9နေရတော့ကျွန်တော်အရှိ record မှာစောင့်နေတဲ့ player တွေနဲ့တော့တွေးဖို့တော့နည်းနည်းလေးတော့များနေပြီ။ဗတိရသူအစိုးရဖြစ်ထားတာကွာ။ပြောနေပဲနောက်တစ်ယောက်ပါထပ်ပြီးပြန်ပြုတ်ကျလာပြီပေါ့နော်။လမ်းတော့အင်းရတယ်ကျွန်တော် body shot လေးတော့လမ်းတော့ထိရတယ်ဆိုတော့မတင်းနေမှာအဲ့ဘလိုကြီးထပ်ပြီးတော့ပဲလောက်ဦးမှာလဲ။ဒီဘက်က player ကတော့ကျွန်တော်တို့အကောင်းဆုံးပဲကျွန်တော်တို့position ပြောင်းပြစ်တဲ့ဟာတွေကလုံးဝမိုက်ရဗျာ။ကျွန်တော်ဒီဘက်ကနေပြီးကိုယ်ရှင်ပြစ်ဒီဘက်ကနေပါတခါပြစ်ပြီးသွားလို့ကိုယ်ရှင်မပြောင်းလို့ရှိရင်တော့ဖြစ်တော့ပြောရင်ပဲသူရင်းကိုရင်းနဲ့ပဲဆိုတော့ဒီမှာရန်ဘိုးရဲ့သွေးရတော့ကျွန်တော်လုံးဝတစ်ဆက်ပဲကြမ်းပါတော့တယ်လုံးဝသွေးတစ်ဆက်ပဲကြမ်းပါတော့တယ်ဒီမှာပြောနေပဲလမ်းတော့အိမ်ထားရဲဆိုရင်တော့မှကျွန်တော်တို့ headshot ကြီးပဲလမ်းပြီးထိသွားခဲ့တယ်ဗျအဲမှာတော်တော်လေးကိုကိုင်းသွားပြီဆိုရင်အနေထားပါတော့ဟုတ်ကဲရန်ဘိုးတော့ရန်ဘိုးဘယ်လိုအောင်ထပ်ပြီးတော့လှုပ်ပြအောင်မလဲပေါ့ကျွန်တော်တစ်ချက်တော့ပြန်တော့ကြည့်ရမယ်သူဒီဘက်အဲတော့ရောက်နေရတော့တယောက်မှတော့မသိဘူးကျွန်တော်တို့ဘန်းဒီလေးတစ်လုံးတော့လှမ်းပြီးတော့ထည့်ထားရဲဆိုရင်နောက်မှာကျွန်တော်တင်းနံပါတ်8က player ရဲ့ကြောင်ပြောက်ပြီးတော့ပြောလို့ရတယ်ဗျပြောရင်းနဲ့ပဲနောက်တက် grenade တစ်လုံးမှထပ်ပြီးတော့ထည့်မယ်ဆိုရင်တော့တင်8တွေကတော့ကျွန်တော်တို့ကြောက်သွားဖို့များခဲ့ပြီဗျပြောရင်းနဲ့ပဲကျွန်တော်တို့စိတ်မကောင်းသွားတယ်ပဲအကုန်ပျောက်သွားခဲ့ပြီနော်ပန်းဒီလက်ပြဘုံနေကဲကျွန်တော်ရန်ဘော7k ထိပြရတာပဲသွားတော့ရှုပ်လို့တော့မရဘူးအားလုံးကျွန်တော်တင်း k ကျွန်တော်73k ထိပါပိုင်းဆိုင်ထားတာသွားရှုပ်လို့မရဘူးเนาะကဲတင်း k လေးတော့ကျွန်တော်73k ထိတော့ရထားတယ်ကျွန်တော်ရန်ဘောတို့3ယောက်တည်းပဲလာတာက3ယောက်တည်းပဲဖြေးတာเนาะသွားတော့ရှုပ်လည်းမရှုပ်နဲ့ကျွန်တော်30ခွက်လောက်ပဲကျန်တော့ရဲဆိုရင်အနေထားမှာပေါ့နော်30ခွက်နဲ့30ခွက်လောက်တွေးဖို့နည်းနည်းလေးခဲရင်းသွားတယ်လုံးဝအဝေးကြီးတွေပဲဖြစ်နေ
စိတ်နာရတဲ့အကြောင်းလို့ရှင်းကောင်းရှင်းပြောင်းရေးထားတယ်ဘယ်တော့မှပြတ်မလဲတွေးနေတဲ့ကောင်းလို့လေတင်းကောင်းပေးထားတယ်ကျွန်တော်တို့လမ်းခွဲလိုက်ပါပြီဝေဝါးနေတာမဟုတ်ထွေပြားနေတာဟာနောက်ပါနဲ့ပြားရရကဲကျွန်တော်နောက်ဘက်ကနေဝင်လာခဲ့မယ်ကျွန်တော်ဒီနေ့မှလဲဝင်းနေလားတော့မသိဘူးဗျာကျွန်တော်တို့တင်းမ73နေတယ်အရင်တော့တန်းပြီးအိမ်နေဆိုရင်တော့မှကျွန်တော်ရန်ဘောကတော့နှော့သွားခဲ့ပြီဗျာကဲကျွန်တော်သွေးလေးတော့ပြန်ဟီးနေတယ်သူကနေသူလေးတော့ဘယ်လိုမျိုးထပ်ပြီးဖြစ်အောင်လဲဆိုရင်နောက်မှာ high ground လေးတစ်ချက်တော့ထောင်ပြီးတော့ကြည်လိုက်တော့မယ်ကျွန်တော်တင်းနေမှ9ရပလီတယောက်ကရှိကိုနည်းနည်းလေးတော့ကျွံသွားပြီဆိုရင်နောက်မှာတင်းနေမှ73နေတော့တောက်လျှောက်ကို red တော့လာခဲ့ပြီဗျာကျွန်တော်ပြောရင်းနဲ့ပဲလမ်းတော့ပဲdamage လေးနည်းငယ်ပေးရဆိုရင်နောက်မှာကျွန်တော်တို့တစ်ဖက်ကပလီကအထက်အပေါ်မှာနော့နေတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တို့ထိတ်တိုက်ရင်ထိုင်နေရတဲ့တင်းနံပါတ်9ပလီတယောက်တော့ဘယ်လိုဖြစ်မလဲဆိုရင်နောက်မှာပဲကျွန်တော်တို့တင်းနံပါတ်9ရန်ဘိုတို့ကတော့ကျွန်တော်တို့အားလုံးပဲ white out ပါ white out ပါအားလုံးပဲပျောက်သွားခဲ့ပြီနော်ကဲကျွန်တော်တို့12 kg ထိတော့ရတာလေကျွန်တော်တို့ကျွန်တော်ဇီးကတော့ 2k ဗျကျွန်တော် MHA ကတော့ကျွန်တော် MHA ကတော့ 7k ရောရတာရယ် MHA 7k ပေါ့နော်ကဲပြောရင်းနဲ့ပဲသူတို့ကတော့winner chicken dinner ကိုရသွားခဲ့ပြီကျွန်တော်တို့ MHA ကတော့ကျွန်တော် 7k ရတာရယ်အများဆုံးပေါ့နော်ကျွန်တော်တို့